ဒါတစ်လုံးနှလုံးပေါင်းဘယ်လောက်လဲ ဒါလေးက2500ဒါလေးက2500နှစ်ခုပေါင်းလေးက9000မှရှင်း ဘာနှစ်ခုပေါင်း9000ဟုတ်လားညီကငါ့ကိုဘာထင်လို့လဲငါအတင်းရှာနဲ့ဘွဲရပြီးသားငါအတင်းရှာတောင်မှလေမာစတာနဲ့ပြီးပြီးသားနော်ညီကငါ့ကိုညာကျင်သေးတာပေါ့ဖောင်းတဲ့တစ်ချောင်းနဲ့စားတော့ငါ့ကိုပေးငါပြန်တွက်ကြည့်မလို့ ဩဟုတ်ကဲ့ရပါတယ်မာကြီးဟဲ့ရမာကြီးပြန်တော့ကြည့်လို့ရရနော်မာကြီးဟုတ်ကဲ့ ဒီမှာကြည့်နော်ငါ့ကို2500အပေါင်း2500အပေါင်း3နဲ့3နဲ့ပေါင်း3နဲ့3ပေါင်း3 5နဲ့5နဲ့ပေါင်းတော့102နဲ့ပေါင်းတော့4000နဲ့1000ကျတယ်ညငါ့ကိုညားခြင်းနဲ့ပေါ့ဟုတ်လားညပစံ4000နဲ့1000စရင်အင်းနဲ့နိုင်အောင်လုပ်နော်ညဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်အရင်ပြုတ်လိုက်မယ်စေတနာနဲ့ပြောတာအေးဒီလိုတွေတွက်ချက်ပြတယ်ဆိုတာငါအတင်းရှာမာစတာနဲ့ပြီးထားတာလေသွားပြီငါညကိုစေတနာနဲ့ပြောထားခဲ့တာ ဟုတ်ကဲ့မာကြီးစေတနာတွေကိုနားလဲပါတယ်